ကျမ်းမာတော်မူကြပါစားခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့မေလ10ရက်နေ့ညပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရောက်ပါပထမဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့ဗမော်မှာတိုက်ပွဲဆက်လက်ပြင်းထန်နေပြီးစစ်ကောင်စီကလေကြောင်းမှစစ်ကူပို့ခွင့်ရနေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာကချင်ပြည်နယ်ဗမော်မြို့မှာဒီဇင်ဘာလ4ရက်နေ့ကတည်းကစတင်ခဲ့တဲ့ဗမော်တိုက်ပွဲဟာအပြင်းထန်ဆုံးအခြေအနေကိုရောက်ရှိနေပြီးစစ်ကောင်စီကလေကြောင်းမှအဓိကထားတိုက်ခိုက်နေကြောင်းသိရှိရပါတယ်ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ပိတ်ဆို့မှုကိုခံရတဲ့စစ်ကောင်စီတပ်ဟာပြီးခဲ့တဲ့မေလ9ရက်နေ့ကရဲရင်3စီးနဲ့စစ်စင်ရေးကုကဲမှုဌာနချုပ်စကခ21အတွင်းကိုစစ်ကူအင်အားများပို့ပေးခဲ့ကြောင်းသိရှိရပါတယ်။ရဲရင်3စီးနဲ့ပို့တဲ့စစ်ကူကြောင်းနဲ့တော့တိုက်ပွဲတစ်ပွဲဟာတိတိတတ်တာပြောင်းလဲမှုမဖြစ်ပေမဲ့စစ်ကူပို့ခွင့်လမ်းကြောင်းပွင့်သွားတဲ့အတွက်စစ်တပ်ဘက်ကအတက်သွားနိုင်ပါတယ်လို့ CDM ဗိုလ်ကြီးစင်ရောကပြောပါတယ်။စစ်ကောင်စီဟာဗမော်တိုက်ပွဲကိုမင်းကောင်စစ်စင်ရေးဟုအမည်ပေးကလေကြောင်းပစ်ခတ်မှုနဲ့ဒရုန်းပုံတုံးပြီးအဓိကထားတိုက်ခိုက်လျက်ရှိပြီးစကခမူဟာဌာနချုပ်အတွင်းအခြေပြုခံစစ်ဆင်၍ပြန်လည်တိုက်ခိုက်နေကြောင်းသိရှိရပါတယ်။ခဲယန်လက်နက်တိုက်ကိုလည်းနှစ်နေရာခွဲတူလောင်တင်ဆက်ထားပြီးဌာနချုပ်အတွင်းမှာလည်းအရန်ခဲယန်များကြိုတင်စုဆောင်းတူလောင်ထားကြောင်းစစ်ရေးသတင်းရင်းမြစ်ကအတည်ပြုပါတယ်။ဗမော်တိုက်ပွဲမှာစစ်ကောင်စီရဲ့စကခ21နဲ့ခလာရ49တို့ကိုဗဟိုပြုတိုက်ခိုက်နေခြင်းဖြစ်ပြီးစကခ21နဲ့ပတ်လည် -10 ဝန်းကျင်အတွင်းမှာရှိတဲ့စစ်ကောင်စီတပ်ရင်းတပ်စခန်းများကို KIA ကပိတ်ဆို့တိုက်ခိုက်နေခြင်းဖြစ်ပါတယ်ခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းတစ်ပုဒ်ကတော့ကြောက်ဖြူတိုက်ပွဲဆက်လက်ပြင်းထန်နေပြီးစစ်ကောင်စီကာကင်းစခန်းများအသိမ်းခံရကတက်ပြက်ထွက်ပြေးရမှုများရှိနေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာစစ်ကောင်စီနဲ့အာရခတပ်တော် AA တို့ကြောက်ဖြူမြို့နယ်ထဲမှာတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီတပ်ရဲ့ကာကင်းတချို့သိမ်းဆည်းခံထားရကြောင်းသိရှိရပါတယ်။ AA ဟာကြောက်ဖြူမြို့နယ်လက်ခမော်ကျေးရွာမှာရှိတဲ့စစ်ကောင်စီရဲ့ကာကင်းစခန်းကိုပြီးခဲ့တဲ့မေလ1ရက်နေ့ကတည်းကသိမ်းပိုက်ယူခဲ့ပြီးနောက်မင်းတပ်တောင်မှာစစ်ကောင်စီတပ်များစစ်ကြောင်းထိုးထွက်လာတဲ့အတွက်ထပ်မံပိတ်ဆို့တိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီစစ်ကြောင်းလိုက်တက်ဆုပ်ပြေးရကြောင်းစစ်ရေးသတင်းရင်းမြစ်ထံမှသိရှိရပါတယ်။ကြောက်ဖြူရမ်းပြဲကားလမ်းပေါ်ကမင်းတပ်တောင်အထိုင်စခန်းမှာတိုက်ပွဲပြင်းထန်နေတယ်။6ရက်နေ့မှာစစ်တပ်ကဒရုန်းပုံကျဲလို့အချွန်းနဲ့တပြုတ်တောင်မိလောင်တာတွေရှိတယ်လို့ကြောက်ဖြူဒေသခံတအုပ်ကပြောပါတယ်။စစ်ကောင်စီရဲ့ရဲတပ်ရင်32အနီးဝန်းကျင်ကိုလည်း AA ကပိတ်ဆို့စောင့်ကြည့်မှုများပြုလုပ်ထားပြီးစစ်ကောင်စီဟာဂုံးချွေတိုက်နယ်အတွင်းကိုမကြာခဏစစ်ကြောင်းထိုးနေကြောင်းဒေသခံများထံမှသိရှိရပါတယ်။စစ်ကောင်စီရဲ့ရေတပ်မှနေ၍ရဲတပ်ရင်အနီးနဲ့လက်ခမော်မင်းတပ်တောင်ဝန်းကျင်ကိုလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်နေပြီးဒရုန်းပုံများနဲ့ပါကျဲချတိုက်ခိုက်လျက်ရှိပါတယ်။စစ်ကောင်စီဟာစစ်ကောင်းဆောင်ပြပခီးစဉ်မတိုင်ခင်အပြည့်ခက်ရဲစေးရေးဟန်ပြတက်တန်းတိုးသွားပေမဲ့လည်းလက်နက်ကြီးပစ်ခတ်မှုနဲ့လေကြောင်းတိုက်ခိုက်မှုတို့ကိုစစ်ရေးတင်းမာတဲ့နေမြေများထဲမှာဇက်တိုက်ပြုလုပ်နေစေဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဒုစစ်ကောင်းဆောင်ပြင်ဦးလွင်ကိုရောက်ရှိနေအနီးစကန်လေစိတ်အကြီးစားပြင်ဆင်နေကြကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာစစ်ကောင်စီဒုတိယကောင်းဆောင်ဒုတိယဗိုလ်ချုပ်မူကြီးစိုးဝင်းပြင်ဦးလွင်ကိုရောက်ရှိနေပြီးအနီးစကန်လေစိတ်အကြီးစားပြင်ဆင်မှုလုပ်ငန်းတွေကိုကုတ်ကဲဖို့ဖြစ်နိုင်တယ်လို့ဒေတာ PDF တွေကပြောပါတယ်မေလ9ရက်နေ့ညနေပိုင်းမှာစစ်ကောင်စီဒုတိယကောင်းဆောင်ဒုတိယဗိုလ်ချုပ်မူကြီးစိုးဝင်းပြင်ဦးလွင်ကိုရောက်ရှိလာတယ်လို့မန္တလေးဒေသခံကာကွယ်ရေးအဖွဲ့တွေကပြောပါတယ်ခရီးစဉ်ရည်ရွယ်ချက်ကိုအသေးစိတ်မသိရပေမဲ့ပြင်ဦးလွင်အနီးစကန်လေစိတ်မှာပြုလုပ်နေတဲ့အကြီးစားပြင်ဆင်မှုတွေကိုကုတ်ကဲဖို့နဲ့စစ်တပ်ကတော်တွေကိုဗျူဟာတကျကုတ်ကဲဖို့ပြင်ဆင်တာဖြစ်နိုင်တယ်လို့ဒေသကာကွယ်ရေးအဖွဲ့တွေကမှတ်ချက်ပေးပါတယ်မဒီယာ PDF တာဝန်ရှိသူတယောက်ဖြစ်တဲ့ဦးတို့ကပြင်ဦးလွင်ကိုမနေ့ကညနေ3နာရီကျော်လောက်မှာစိုးဝင်းရောက်နေတယ်။နောက်မအားလာဆက်ရောက်ဖို့ရှိတယ်။ဘယ်နည်းရောက်မလဲမသိဘူး။ရုရှားအပြန်မှရောက်မလားတော့မသိဘူး။ပြင်ဦးလွင်ကိုဘာလို့ဖို့လာတာလဲဆိုတော့အဲ့ဒီဟာကိုအကြောင်းရင်းမသိရဘူး။သိတာက4ရက်နေ့ကတည်းကသိနေတာဒီကောင်လာမယ်ဆိုရင်အဲ့ဒီမှာကြိုတင်ပြင်ဆင်တာတွေရှိတယ်လေ။အနီးစခန်းမှာသူတို့လေရင်ထားတဲ့နေရာတွေစောင့်နေတယ်ဗျ။အဆောက်အုံတွေလေရင်ကွင်းတွေကိုတိုးချဲ့တိစောက်တဲ့သဘောရှိတယ်။အဲ့ဒါကကြာပြီငလင်ဖြစ်ပြီးကတည်းကလေအနီးစကန်လေရင်ခွင်းမှာငလင်ပြန်လဲထူထောင်ရေးလို့ခေါင်းစဉ်တက်ပြီးတော့အနီးစကန်မှာအကြီးအကျယ်လှုပ်တာလေတရားဥလေစိမ့်နဲ့အပြိုင်တိဆောက်တာပဲဒီဧပြီလ4ရက်5ရက်လောက်ကတည်းကပဲ6ရက်နေ့ညနေ3နာရီခွဲမှာတော့နန်းတွင်တဲကိုကားအစီးရေ30ဝင်တာရှိတယ်အဲ့ဒါကအလက်မပါဘူး28စီးကအင်အားအပြည့်3စီးကပစ္စည်းတွေအဲ့ဒီຢာတွေကငလင်ကေဆယ်ရေးတွေမှာပြန်ပြီးနေရာချထားတယ်လို့ပြောတယ်ဒါပေမဲ့ယုံလို့မရဘူးကျန်တဲ့နေရာတွေကိုလည်းအင်အားပို့ခြင်းပို့မှာပဲဘယ်ရီပို့လဲဆိုတာဆက်လိုက်လို့မရဘူးလို့ပြောပါတယ်မန္တလေးတိုင်းတွေကမတရာစင်ကူတောင်တာနထိုးကြီးမြို့နယ်တွေကိုမေလ6ရက်နဲ့9ရက်နေ့တွေမှာစစ်ကောင်စီကလေကြောင်းတိုက်ခိုက်တာတွေစက်တိုက်ပြုလုပ်ခဲ့ပြီးမေလ10ရက်နေ့မနက်အစောပိုင်းကလေးကမတရာမြို့နယ်အတွင်းမှာမြေပြင်ထိတွေ့မှုတွေစက်တိုက်ဖြစ်ပေါ်နေပါတယ်ဦးတိုးကဒီနေ့မနက်6:50မတရာမြို့နယ်အရှိချမ်းပိုကုန်းရွာတိုက်ပွဲပြင်းထန်
ဝိုင်တွဲနဲ့ဘုံသီးလာချတာ25လုံးဂျက်ဖိုက်တာနဲ့က4လုံးရှိပြီးတဲ့အခုဝဲနေတော့မဲအောက်မှာစော်နေတဲ့စီတိုင်းကန်တို့ကြောက်တရားတို့မတရားမြို့ထဲမှာရှိတယ်လေအင်အားဖြည့်ထားတာတောင်3ရက်လောက်ရှိပြီမှတ်တယ်အခုဒီနေ့ဖြစ်နေပြီနော်လက်ရှိဖြစ်နေသေးလို့ပြောပါတယ်မေလ9ရက်ညပိုင်းကစင်ကူးမြို့နယ်ကျိုးပင်ရွာကိုစစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ1ယောက်သေဆုံးပြီး4ယောက်ဒဏ်ရာရရှိခဲ့ပါတယ်မေ6ရက်တုန်းကပသိမ်ကြီးမြို့နယ်မြကန်သာတရက်ကိုင်းစစ်ကောင်စီအထိုင်စခန်းတွေကမတရားမြို့နယ်အရှိချမ်းလမိုင်းရွာနဲ့မကြီးကုန်းရွာအကြားကဆက်ပြချင်းအရက်ကိုလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့လေကြောင်းကနေလည်းတိုက်ခိုက်ခဲ့ပါသေးတယ်ခင်ဗျာကျွန်တော်လက်ရှိသတင်းတင်ဆက်နေတာမပြီးဆုံးမီသတင်းကြည့်ရှုနေတဲ့ပရိသတ်များကိုအသိပေးချင်တာကတော့ကျွန်တော်တို့ channel လေးကမြေပြင်အခြေအနေတွေကိုနေ့စဉ်တင်ဆက်ပေးနေတဲ့သတင်း channel တစ်ခုဖြစ်ပါတယ်သတင်းနားထောင်နေကြတဲ့ပရိသတ်အားလုံးသတင်း channel လေးကို like လုပ်ပေးပြီး subscribe လုပ်ထားပေးဖို့မေတ္တာရှိထားတောင်းဆိုလိုက်ပါတယ်မြေပြင်အခြေအနေမှာထောက်ခံအားပေးလိုသူတွေကူညီခြင်းသူတွေအတွက်လည်းကျွန်တော်တို့ channel လေးကနေအမြဲတမ်းအားပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာနောက်ဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့ American မှာ NUG နိုင်ငံသားရေးဝန်ကြီးဌာနရုံဖွင့်လက်ကအာဆီယံနဲ့နိုင်ငံ၈ခုမှာကိုယ်စားလှယ်ခန့်အပ်ထားဟု NUG ပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာအမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့လုပ်ငန်းတာဝန်များကိုထိရောက်စွာလှုပ်ဆောင်နိုင်ရန်နိုင်ငံ၈ခုမှာကိုယ်စားလှယ်များခန့်ထားပြီး American နိုင်ငံမှာလည်းနိုင်ငံသားရေးဝန်ကြီးဌာနရုံးကိုဖွင့်လှစ်နိုင်ခဲ့ကြောင်း NUG ရဲ့၄နှစ်ပြည့်လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာမှာဖော်ပြထားပါတယ်အမျိုးသားညီညွတ်ရေးအစိုးရရဲ့ကိုယ်စားလှယ်များကိုအာဆီယံ United Kingdom ဩစတြေးလျနိုင်ငံချက်နိုင်ငံအိန္ဒိယနိုင်ငံဂျပန်နိုင်ငံတောင်ကိုရီးယားနိုင်ငံနော်ဝေနိုင်ငံပြင်သစ်နိုင်ငံစတဲ့နိုင်ငံများမှာခန့်အပ်ထားခြင်းဖြစ်တယ်လို့အစီရင်ခံစာမှာပါရှိပါတယ်။ American နိုင်ငံ Washington DC မြို့မှာနိုင်ငံခြားရေးဝန်ကြီးဌာနရုံးကိုဖွင့်လှစ်နိုင်ခဲ့တဲ့အပြင်တီမောဒီမိုကရက်တစ်သမ္မတနိုင်ငံဒီလီမြို့တော်မှာလည်းတပ်တမန်ဆိုင်ရာရုံးဖွင့်လှစ်ကတတိယအကြီးအကဲတဦးခန့်အပ်တာဝန်ပေးခဲ့ကြောင်းဆိုပါတယ်။ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်ဖြစ်တန်အမတ်ကြီးဦးကျော်မိုးထွန်းကဆက်လက်ကိုစားပြုခွင့်ရရှိခဲ့ကြောင်းနဲ့မြန်မာပြည်သူများအတွက်စစ်မှန်တဲ့အတန်ကိုကိုစားပြုကသက်ဆိုင်ရာအဖွဲ့အစည်းနိုင်ငံအသီးသီးနဲ့ထိတွေ့ဆောင်ရွက်လျက်ရှိကြောင်း NUG ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။နောက်ထပ်ပြည်သူများရဲ့စကားသံများမှာလည်းတိတ်နိုင်တဲ့နေမြေမှန်သမျှ NUG ကောင်းပေါ်သာတင်ထားစမ်းပါတရုတ်ကြီးကြားရင် NUG နဲ့ဆက်ဆံလာပါလိမ့်မယ်အခုကျတိတ်ရသမျှကိုပိုင်လိုသဘောထားပြီးလုပ်နေကြတော့တရုတ်ကလူမလေးခွေးမခန့်နဲ့ဝင်ပြီးဖိအားပေးအနိုင်ကျင့်နေတယ်အဲ့ဒါဘာလို့လဲသိလား NUG နောက်မှာပြည်သူရှိတယ်နိုင်ငံတကာရှိတယ်ခမရတို့ ERO တွေနောက်မှာတော်လန်ရေးအရေးအယောင်ပဲရှိတယ်ပြည်သူပါဝင်နှုန်း100ရာခိုင်နှုန်းနဲ့နိုင်ငံတကာအသိမှတ်ပြုနှုန်း90ရာခိုင်နှုန်းလိုသေးတယ်ဒီသဘောတရားနားလည်ရင် NUG နဲ့ပူးပေါင်းပြီးတရုတ်ကိုမျက်လက်ပြပွဲကိုတာအောင်ကစားကြစမ်းပါတော်လန်ရေးဟာစစ်ရေးကြီးမဟုတ်ဘူးနိုင်ငံရေးနဲ့ပြည်သူပါဝင်ရေးဟာအသက်ဖြစ်တယ်ဒါကိုအခုထိနားမလည်ကြသေးတာကြောင့်တော်လန်ရေးကြာနေခြင်းဖြစ်တယ်လူထုပါဝါကိုအခြေခံပြီး NUG ကိုအတုံးချ NUG မှာလည်းဂရိကဝတ်နဲ့လုပ်ပါနိုင်ငံတကာကိုကိုယ့်ဘက်ပါအောင်လုပ်နိုင်မှတရုတ်ရှောင်ထွက်သွားမှာပါလက်နက်ကင်ပြီးသူတလူငါတမင်းနဲ့ငါရတာယူကြီးဆိုရင်တော့တရုတ်မိုက်ကြီးခွဲတာခံရမယ်အဲ့ဒီအခါကျမှလူတို့ကိုအားကိုးရနောက်ကြပြီး MNDAA အဖြစ်မျိုးပဲကြုံရမယ်သင်ငန်းစာတွေယူပြီးပြောင်းလဲပြင်ဆင်အောင်ပွဲကိုနှင်ကြပါဗျာဆိုပြီးတွေ့ရှိရပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းရင်သတင်းတူးများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်းအကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေ့တစ်ကိုအချိန်တိုအတွင်းရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါတယ်ခင်ဗျာ